အခုဆက်ပြီးတော့ဒါရှိတို့တွေဆက်ကြကြမယ်နော်အဲ့ဒီတော့မနေ့ကတော့ဒါရှိတို့ညီဟွန်းလေးထိကြက်ထားတယ်ဆိုတော့အခုထပ်ပြီးတော့ထပ်ကြက်ပါမယ်ခဏလေးနော်ဟုတ်ရပြီအဲ့တော့ဒီနေ့စပြီးတော့ကြက်မဲ့အလုံးလေးရကြတော့ဒါရှိတို့အားလေးစကြက်မလဲဆိုတော့ဒါလေးကနေစကြက်ပါမယ်နော်ဒါလေးကနေစကြက်ပါမယ်ဒါလေးကဘာလဲဆိုလို့ရှိရင်ဒါရှိတို့နာနီနဲ့နန်းเนาะဘာလဲနာနီနဲ့ဘာလဲနောက်တစ်ခုကနန်းဆိုတဲ့ခန်းကြီးဖြစ်ပါတယ်เนาะနာနီနဲ့နန်းဒီခန်းကြီးလေးဒီနာနီနဲ့နန်းဆိုတဲ့ခန်းကြီးဟုတ်ပြီဒါဆိုတစ်လုံးသိဒါဆိုလို့ရှိရင်နောက်ထပ်တစ်လုံးသွားပါမယ်နောက်ထပ်တစ်လုံးကကြတော့ဒီခန်းကြီးလေးသွားပါမယ်ဒါကပါချီဘာခန်းကြီးတော့ချီဆိုရဲအဖေခန်းကြီးเนาะချီကိုမှရှေ့မှာအိုနဲ့ဒီမှာတို့တွေကအိုနဲ့ဒါထည့်ရင်ကြတော့သူကဘာဖြစ်သွားလဲအိုတိုးဆန်ဆိုပြီးတော့ဖြစ်သွားရင်เนาะဘာဖြစ်သွားလဲအိုတိုးဆန်เนาะအိုတိုးဆန်ဆိုပြီးတော့ဖြစ်သွားပါတယ်ဟိုက်အိုတိုးဆန်ဆိုပြီးတော့ဖြစ်တယ်เนาะအဲ့ဒီမှာဟောဒီလိုတွဲလိုက်တွဲလိုက်တော့သွားပါလေချီနော်ဟီဆိုတဲ့အဖေများနေကိုပြောတာပါချီနော်ဟီနော်ချီနော်ဟီဆိုတဲ့အဖေများနေကိုပြောတာပါအဲ့တော့ပထမဆုံးအနေနဲ့ကနာနီနဲ့နန်ဒါကချီအဖေနော်ဒါကအိုတိုးဆန်အဖေဒါကချီနော်ဟီရမယ်နော်အဲ့ဒါဆိုလို့ရှိရင်နောက်ထပ်တစ်လုံးသွားပါမယ်နောက်ထပ်တစ်လုံးကကြာဒီတစ်ခါကြာဟာပေါ့နော်အဲ့တော့ဒါကဘာလဲဆိုလို့ရှိရင်ဟာလို့ခေါ်တဲ့အမေခန်းကြီးဘာခန်းကြီးတော့ဟာလို့ခေါ်တဲ့အမေခန်းကြီးခုနလိုပဲဟာလို့ခေါ်တဲ့အမေခန်းကြီးကိုဒီလိုသုံးလိုက်တဲ့အခါမှာじゃဘာဖြစ်လဲဆိုတော့အိုကာဆန်เนาะအိုကာဆန်ဆိုရဲဘာဖြစ်သွားလဲအမေဖြစ်သွားတယ်เนาะအမေပဲဒါပေမဲ့ဟာကြတော့ကို့အမေကိုပြောတဲ့အခါမှာသုံးတယ်အိုကာဆန်ကတော့များသောအားဖြင့်ဒီပေါ့နော်သူများအမေတွေသုံးတဲ့အခါမှာသုံးဒါပေမဲ့တခါတလေကို့အမေတွေကိုပြောတဲ့အခါမှာလည်းသုံးပါတယ်နော်ဟိုကားဆန်ပေါ့နော်အဲ့တော့သူလည်းပဲခုနလိုပဲဟာနော်ရှိပေါ့နော်ဟာနော်ဟီဆိုလို့ရှင်ပါဟာနော်ဟီဆိုတော့အမေများနေပေါ့နော်ဟာနော်ဟီအမေများနေရမယ်နော်ဟဲ့ဒါဆိုလို့ရှင်ရရှိတော့အဖေနဲ့အမေကိုပေါင်းလိုက်မယ်အဖေနဲ့အမေကိုပေါင်းလိုက်တဲ့အခါမှာကျတော့အဖေရဲ့အမေကိုပေါင်းလိုက်တဲ့အခါမှာကျတော့အဖေရဲ့အမေကိုပေါင်းလိုက်တဲ့အခါမှာကျတော့ဖူဘိုလို့ခေါ်ပါတယ်ဖူဘိုနော်ဒါလေးလည်းကြက်ထားပါနော်ဖူဘိုဆိုတာအဖေနဲ့အမေကိုပေါင်းပြီးတော့ခေါ်တာပါမိဘကိုပြောတာပါဖူဘိုဗာလဲဖူဘိုဟုတ်ပြီနော်အဲ့တော့ပြန်မှတ်မယ်ဒါကဗာလဲနာနီနဲ့နန်ဒါကချီအိုတိုးဆန်ချီနော်ဟီဟာအိုကာဆန်ဟာနော်ဟီဖူဘိုဆိုတာအဖေနဲ့အမေကိုပေါင်းတာเนาะဖူဘိုလို့ခေါ်ပါတယ်ဒါလေးလည်းကြက်ထားเนาะကျောင်းသားတွေကမကြက်တက်ကြလို့လေเนาะမကြက်တက်ကြလို့ဆိုရင်မကြက်ကြကိုပယ်ကြလို့เนาะကြက်ပေးပါเนาะဒါလေးရောဟိုက်ဒါဆိုလို့ရှိရင်နောက်တစ်ခုသွားပါမယ်အဲ့တော့ဒီအမေခန်းကြီးနဲ့ဆင်တဲ့ခန်းကြီးလေးကိုသွားမယ်ပေါ့နော်အမေခန်းကြီးနဲ့ဆင်တဲ့ခန်းကြီးလေးကじゃတို့တွေပါလဲဆိုလို့ရှိရင်မိုင်းနီချီလို့ဘာလို့မှပါတဲ့ခန်းကြီးလေးဒါလေးကပါလဲမိုင်းဆိုတဲ့အမြဲတမ်းခန်းကြီးသူဒီဘာဖြစ်မလဲမိုင်းနီချီဘာဖြစ်မလဲမိုင်းနီချီအမြဲတမ်းဟိုက်ဒါဆိုလို့ရှိရင်နောက်ကလာခန်းကြီးနဲ့ပေါင်းလိုက်မယ်လာခန်းကြီးနဲ့ပေါင်းလိုက်တဲ့ခါကျဘာဖြစ်လဲမိုင်းစကီเนาะမိုင်းစကီမိုင်းစကီရပါဖြစ်မလဲလာတိုင်းမိုင်းစကီရပါဖြစ်မလဲလာတိုင်းဟုတ်ပြီမိုင်းစကီလာတိုင်းเนาะမိုင်းစကီလာတိုင်းဟုတ်ပြီအခုဒါမဲ့နှစ်ခန်းကြီးမတင်ရသေးတော့အဲ့တော့နှစ်ခန်းကြီးလေးကိုလိုက်ရှင်းသွားလိုက်မယ်အဲ့တော့နှစ်ခန်းကြီးကကြတော့ဒီခန်းကြီးအဲ့တော့ဒါကဘာလဲဆိုလို့ရှိရင်တိုရှိเนาะတိုရှိဆိုတာကဘာလဲနှစ်ကိုပြောတာတိုရှိရပါလဲနှစ်เนาะနှစ်တွေကိုကိုစားပြီးရလေเนาะတိုရှိဆိုတဲ့ဟာဟုတ်ပြီအဲ့ဒီနှစ်ရဲ့ရှင်းမှာလိုက်ရှင်းအီချီထည့်လိုက်မယ်အီချီဒါဆိုလို့ရှိရင်ကျတော့ဘာဖြစ်သွားလဲဆိုတော့အီချီနန်ဆိုပြီးတော့ပြောင်းသွားပြီဘာဖြစ်သွားပြီလဲအီချီနန်เนาะအီချီနန်ဆိုပြီးတော့ဖြစ်သွားပါပြီအီချီနန်ပေါ့เนาะအီချီနန်ဆိုလို့ရှိရင်ဗာလဲတစ်နှစ်အီချီနန်ဆိုပြီးဖြစ်သွားပြီဟုတ်ပြီဒါဆိုလို့ရှိရင်အီချီနန်ပြီးပြီဆိုလို့ရှိရင်
ဥမာဒါနဲ့တွဲလိုက်တယ်ဒါနဲ့တွဲမယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲနိနန်းပေါ့ဗာလဲနိနန်းဆိုပြီးတော့ဖြစ်မယ်နော်နိနန်းဆိုလို့ရှိလို့ရှိရင်နှစ်ကိုပြောတာအဲ့ဒါဆိုရင်ဟိုမိုင်းနဲ့တွဲလိုက်မယ်အဲ့ဒါမိုင်းနဲ့ဒီနှစ်နဲ့တွဲတဲ့အခါဘာဖြစ်သွားမလဲမိုင်းတူရှိဘာဖြစ်မလဲမိုင်းတူရှိဘာဖြစ်သွားမလဲမိုင်းတူရှိဟုတ်ပြီနော်အဲ့တော့တစ်ခေါက်ပြန်ချက်ပါမယ်ဒါလေးကနာနိနန်ဒါကချီချီဒါကအိုတိုးဆန်ဒါကဟာဟာချီချီနော်ဟီဒါကဟာဟာဒါကအိုကားဆန်ဒါကဟာဟာနော်ဟီဒါကဆိုဘဖူဘနော်ဒါကမိုင်းနီချီမိုင်းစခိတူရှိအချီနန်နီနန်မိုင်းတူရှိရမယ်နော်ဒါဆိုရင်နောက်ထပ်တစ်ဖိုင်မှာထပ်ပြီးနောက်ထပ်ချက်စရာရှိရည်ထပ်ချက်ပါမယ်ဒီဖိုင်မှာ2 4 6 8 10 14လုံးထည့်ပြီးတာဒါဆို15လုံးပြအောင်နောက်တစ်လုံးတော့ထပ်ထည့်လိုက်မယ်နော်အဲ့တော့နောက်တစ်လုံးတော့ထပ်ထည့်လိုက်ပြီဆိုတော့နောက်တစ်လုံးကじゃဒီခန်းကြီးလေးပဲရှိထည့်လိုက်ပါမယ်ဒီမှာဟောဒီခန်းကြီးကပါလဲဆိုတော့ဒါရှိလို့လေဣမဆိုတဲ့အခုခန်းကြီးဖြစ်ပါတယ်ဣမကပါလဲအခုခန်းကြီးဖြစ်ပါတယ်ရမယ်နော်ဒါဆိုလို့ရှိရင်ဒီမှာ15လုံးထည့်ပေးထားပါတယ်နောက်ထပ်ဗီဒီယိုဖိုင်မှာဆက်ပြီးတော့ဆက်ချက်ပါဖေးစားလေးလိုက်ချက်ပေးပါအောင်နော်じゃあまたねバイバイ